ဒီလူမဲလေးကတဲတဲကနေပဲစစ်အရွယ်စိန်တလုံးတွေ့တယ်လှို့ဝဲစွာပါဆက်ထဲထည့်လိုက်တယ်ဒါပေမဲ့ကြီးကြက်ရီမိုးကမြင်သွားတယ်သူ့စီလာပြီးစိန်ကိုထုတ်လိုက်လို့ခိုင်းတယ်လူမဲလေးကမခုခံဘူးချက်ချင်းထုတ်ပြီးပေးလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကြီးကြက်ရီမိုးကသူ့ကိုတနတ်နဲ့ပစ်တက်လိုက်တယ်အနားကသူတွေတုံလှုပ်သွားတယ်နောက်တစ်ခဏမှာပဲတခြားလူမဲတစ်ယောက်ကသူ့ချင်းထဲမှာတခုခုထိုးနေတာသတိထားမိတယ်ဘေးကနွန်တွေကိုဖယ်ကြည့်တော့ငုံအိုးအရွယ်ပန်းရောင်စိန်တလုံးဒါကတန်းချီတန်းတဲ့ပန်းရောင်စိန်ကြီးပဲအဲ့ဒီလူမဲလေးကထိတ်လန့်သွားတယ်ဘယ်မှာဝိုက်ညမလဲတွင်းနေတော့အနားကရေပိုက်ပေါက်ပြီးရေဒီဖိထွက်လာတယ်လူတွေအားလုံးရဲ့အာယုံကအဲ့ဒီစီရောက်သွားတယ်လူမဲလေးကအခွင့်ကောင်းယူပြီးကိုင်းပြီးအလုံးလုံးနေဟန်နဲ့ပန်းရောက်စိန်ကိုခြေချောင်းနေကြတဲ့ညက်ဝက်လိုက်တယ်ပြီးတော့ဘိုင်အောင်နေဟန်လုပ်ပြီးအိမ်သာသွားခွင့်တောင်းတယ်ကြီးကြက်ရီမူကဆဲပြီးခွင့်ပြုလိုက်လူမဲလေးကစိန်ကိုခြေပွားအုပ်မှာဝှက်ပြီးတော်ရဲပြေးတယ်ဘယ်သူမှမလိုက်ဘူးလားလို့လှည့်ကြည့်နေတော့ကြီးကြက်ရီမူချုပ်ကတစ်ပင်တွေနောက်ကနေထွက်လာပြီးသူ့ကိုခေါ်လိုက်တယ်လူမဲလေးကအဖမ်းခံရပြီလို့ထင်ပေမဲ့အေးအေးဆေးဆေးနေဟန်လုပ်တယ်ကြီးကြက်ရီမူချုပ်ကသူ့ကိုအစစ်ဆေးခံရတယ်ဒါပေမဲ့ဘာမှမသိဘူးမနစ်သက်စွာနဲ့သူ့ကိုပြန်လွှတ်လိုက်တယ်လူမဲလေးကလူသူကင်းတဲ့နေရာရောက်တော့အလုတ်လုတ်ဟန်လုတ်ရင်ဘယ်သူမှမရှိဘူးဆိုတာသိတော့ခြေပွားအုပ်ကပန်းရောင်စိန်ကိုယူပြီးအနီးကပ်ကြည့်တယ်ဒီစိန်ကတန်းကြီးတန်တာတေးချသွားပြီးစိတ်လှုပ်ရှားပြီးသူ့ပေါင်းပြီးကိုဖျဲပြီးစိန်ကိုအဲ့ဒီမှာထုတ်မြေကြီးထဲမြုပ်ထုတ်အသင့်ထင်းနေတူးတာလည်းတပြိုင်နဲ့နောက်ကနေအတန်တစ်ခုကြာလိုက်ရလေအဲ့ဒါငါ့ကိုပေးလိုက်လို့လှဲ့ကြည့်တော့ကြီးကြက်ရမှုချုပ်ကအစကနေသူ့ကိုကြည့်နေတာပဲဒါပေမဲ့အဲ့ဒီအချိန်ပါပဲအစိုးရစစ်ထိုင်းတွေကဝင်တိုက်လိုက်တယ်ဂရနိတ်ဘုံတစ်လုံးကသူတို့နားမှာကြော့ပြီးပောက်ကွဲသွားတယ်ပောက်ကွဲမှုထဲမှာကြီးကြက်ရမှုချုပ်ကမြေပြင်မှာလဲသွားတယ်အကန်ကောင်းကျင်တော့လူမဲလီကတော့အသက်ရှင်ကြံရည်နေတယ်ပြီးရင်တစ်ပင်ငယ်လေးတစ်ပင်ကိုမှတ်သားပြီးမြေကြီးတူးကပန်းရောင်စင်ကိုမြုပ်လိုက်တယ်